အခုပြောရတာအခုပိုပြီးနုလာဟုတ်လားပိုပြီးနုလာပေါ့အများနဲ့နုနေရပါဒီကတော့စိတ်ထဲမှာသိပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့စိတ်ကပျော်အောင်ထားတာပေါ့ဒီကတော့လူပဲအခက်အခဲရှိရှိကိုကကောင်းတဲ့ဘက်ကနေမြင်ပေးလိုက်တယ်ဆိုလို့ရှိရင်သိပြီးတော့ဒီစိတ်ဆွေးစရာသိမရှိတော့ဘူးပေါ့ဆိုတော့ဒီကတော့စကားပုံလေးရှိရလေစိတ်ပြူကိုနုဆိုတော့အဲ့ဒီသဘောပါစိတ်ကိုပျော်အောင်ထားတာအကူကဘတ်စုံတော်တယ်လीနော်ဆိုတော့အကူကအကရဲဆိုလဲသူကလိုက်တာပဲဆိုတော့ဟာတာအကူနဲ့ကားရိုက်နေတာအဲ့လို drama ဟို romance drama ဆိုတော့အဲ့ဒီ idea တွေကနေခွဲပြီးတော့မြင်နေရနေပြီးတော့ကန်ဝင်ကတူရဲ့ trailer ကျဲတော့ဟာတာ idea ချက်ချင်းဖြစ်သွားတာကိုခွဲသွားတာမြင်ရတယ်ပေါ့နော်ဆိုတော့အကလည်းကနိုင်တယ်အကုန်လုံးနိုင်တာဆိုတော့အဲ့ဒါကိုမြင်ရတော့အပန်းပြေစီမဲ့ကားလေးပေါ့နော်ဟုတ်နောက်ဆုံးကားလေးကိုစီရနေရတော့မဖြစ်နိုင်ဘူးထင်တယ်အဲ့ပါရမီမပါလာဘူးနောက်ပိုင်းမှာခုနကရမ်းပြုံးလာတယ်ရမ်းပြုံးပြီးတော့ရမ်းဟိုပြုံးပါတယ်ကိုပြုံးလာလို့လေပိုပြုံးလာလို့ပြောစရာတွေပဲနည်းနည်းလေးတွေ့နေရလို့လည်းတူပါတယ်အနေနဲ့အကုန်လုံးပေါ့နော်ပြောရှင်းစရာဘာလို့ family life ဆိုတာတကယ်ပြောစရာကောင်းတယ်လေပြောစရာဆိုတော့ကြည်နူးစရာကောင်းတာပေါ့ကြည်နူးမှုကတော့lesson number 1မှတ်ထားလိုက်ဒါဘို product ကလည်းကျွန်တော်သုံးနေတဲ့ product လေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒါပွဲတက်ရောက်ဖို့အတွက်ဖိတ်ကြားတဲ့အတွက်လာရောက်တက်ဖြစ်တာပါဒီနေ့ကတော့ဒါဘိုရဲ့စင်နှစ်ပြည့်ခမ်းနာဖြစ်ပါတယ်ဆိုတော့ဘိုကလည်းရင်းနေကဒါဘိုနဲ့ကြော်ညာကြီးလည်းရိုက်ဖူးတယ်ဆိုတော့ဒီနေ့မှလည်းဒါဘိုကအခုလိုစင်နှစ်ပြည့်ရဲ့အခါဆိုတော့ဂုဏ်ယူစွာနဲ့ပဲတက်ရောက်ဖြစ်တာဖြစ်ပါတယ် skin care ကတည့်တဲ့အတိုင်းပဲကျွန်တော်တစင်ပြီးစင်လောက်ရတော့ခါကျတိတ်ပြီးတော့စိတ်မရှိတော့မသုံးဖြစ်ဘူးအခုကတော့ all in one ဆိုပြီးတော့တခါလဲပေါင်းထုတ်လိုက်တော့ယောက်ျားလေးတွေအတွက်ပိုပြီးအဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့စားသုံးဖြစ်မယ်နဲ့တူပါတယ်ဒါဘိုက product တွေကအများကြီးပဲ series တွေလည်းအများကြီးပဲ category အများကြီးပဲအဲ့ထဲမှာတော့ပိုအမြဲမမှတ်ရဖြစ်တာအဲ့ gel ပေါ့နော် gel လေးပိုကိုယ်တိုင်လည်းအဲ့ gel လေးကိုကြော်ညာရိုက်ပေးဖူးတယ်တကယ်တမ်းအသားပေါ်မှာတင်လိုက်ရင်လည်းအေးသွားပြီးတော့အလို Vera gel, Cica gel စသဖြင့်ပေါ့နော်သူရဲ့ထူးခြားတဲ့သပင်းမှာလိမ့်လို့ရတယ်လို့ပို့တစ်ခါပြောပွဲဆိုတော့အကုန်လုံးအသုံးဝင်တဲ့ဟာပေါ့နော်ကျွန်တော်နေ့တိုင်း photo shoot တင်နေမှာပူလာတယ်ဆိုနေပူထဲမှာရိုက်ပင်လည်းအဲ့ gel လေးတင်လိုက်တာနဲ့အသားလေးကအေးသွားတယ်ပေါ့ဆိုတော့အဲ့ဒါတော့ပိုအမြဲတမ်းလိမ့်ဖြစ်တယ်ပေါ့နော်အခု10နှစ်ပြည့်ပါပြီဆိုတော့နောက်ထပ်ဒီထက်မကအများကြီးအောင်မြင်မှုတွေအများကြီးရပ်တည်နိုင်ပါလေလူတွေရဲ့ဒီအလှပ skin care နဲ့ပတ်သက်အလှပတွေကိုလည်းအများကြီးထိန်းသိမ်းနေတဲ့ product ဖြစ်ပါစေလို့ဆုတောင်းပေးပါလိမ့်ခင်ဗျာဒါဘို cosmetics ကပရိသတ်တွေကြားထဲမှာလည်းနာမည်ရှိပြီးသားချိန်နဲ့တက်ပြီးသား brand အခု10နှစ်ကနေစပြီးတော့နောက်ထပ်နှစ်ပေါင်းရာကျော်တိုင်းနောက်ထပ် product ပေါင်းများစွာနဲ့အောင်မြင်ပါစေလို့ပြောဆုတောင်းပေးပါတယ်ငယ်တုန်းကတော့တိတ်ပြီးတော့မသုံးဖြစ်ဘူးပေါ့နော်ဒါပေမဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာ skin care ကိုမသုံးခဲ့ရတဲ့နောင်တတော့ရပြီပေါ့ငယ်တုန်းတွေကသုံးခွင့်ကောင်းမှာပဲဆိုတဲ့အတွေးပေါ့နော်ဒါပေမဲ့အခုလည်းနှုတ်ရလို့ပြောပါတယ်ဟုတ်တယ်ဆိုတော့ဘာဖြစ်ဖြစ်လေဟို73ဖြစ်3ဖြစ်တဲ့အချိန်ကစပြီးတော့ကိုပေါ့နော်ဟိုငါ3ဖြစ်တာဒါမှန်ကန်တယ်ဆိုတော့ငါရွေးချယ်လိုက်တာမှန်ကန်တယ်ဆိုတော့အတွေးမျိုးတော့ရတယ်ပေါ့နော်ဆိုတော့ဟို skin care ကတော့ဆက်ပြီးတော့ဟို3ဖြစ်နေပါတယ်ပေါ့ဟုတ်ဟို step by step သွားရတယ်ဆိုပေမဲ့လည်းအခုဒါဘိုကနေပြီးတော့ all in one ဆိုပြီးတော့ဒီယောက်ျားလေးတွေအတွက်အဓိကထုတ်လိုက်တော့လေဒါပို့ပြီးတော့အဆင်ပြေသွားရေပေါ့နော်ကျွန်တော်တို့အတွက်ယောက်ျားလေးတွေအတွက်ပေါ့အဓိကတော့ skin care လုပ်ဖို့တစင်မီတစင်လုပ်ဖို့ပြင်းတဲ့လူတွေနောက်ပြီးတော့ဘာ skin care ကိုဘာဟိုစသုံးမှမှမသိဖြစ်နေတဲ့လူတွေအတွက်ကတော့ဒါပေါ်မဲ all in one ကတော့အဆင်ပြေဆုံးဖြစ်မယ်လို့ထင်ပါတယ်ဗျာ sunblock ကတော့ပုံမှန်သုံးတယ်ပေါ့ sunblock ကတော့ main သုံးဖြစ်တာပေါ့ဟုတ်ပိုးတော့ main ကလေးဆိုတော့ပိုပြီး view ဆိုင်ရတာပေါ့နော်ချူတင်သွားရင်တော့မီးနဲ့နေနဲ့အသားကြီးကအရန်ပြက်စီလွယ်တယ်ပြီးတော့နောက်ပိုင်းပို့ပြီးတော့လည်း sensitive ဖြစ်လာတယ်အဲ့တော့ပို့ပြီးတော့အသားကြီးကို view ဆိုင်ရတယ်ပေါ့နော်အဲ့လိုဖြူပွေးနေရချူတင်မှာဆိုရင်အခုကအမြဲ make up အညိုတွေရမ်းလိုက်ရကိုကငကိုတွေကမြန်မြန်ညိုတက်တဲ့သူဆိုတော့အဲ့လိုပြန်ရောက်တာနဲ့ဒီအသားကြီးကို view ဆိုင်ရတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့အလုပ်ကလည်းဒီအလှပနဲ့ပဲ motiv လုပ်ရတဲ့အလုပ်ဆိုတော့ကိုယ့်ရဲ့အသားကြီးကိုအမြဲတမ်းထိမ့်သိမ်းရရတော့ skin care တွေလုပ်တာကအရန်အရေးကြီးရယ် skin care တွေလုပ်တဲ့အခါမှာလည်းကိုယ်နဲ့တဲ့တဲ့ကြီးကိုharm မဖြစ်စေရဲ့ cosmetics တွေရွေးချယ်ရလည်းအရေးကြီးရပေါ့နော်ရှိတော့ရှိပါတယ်ကျွန်တော်ဟိုဟာတချို့ကားလေးကြတော့အသားနည်းနည်းညိုချရတဲ့ကားလေးလည်းရှိတာပေါ့ဖြူတဲ့ကားတွေတော့များဖြူရတဲ့ကားတွေပေါ့ဖြူတာများတယ်
အခုပြောရတာကိုပြီးနုလာဟုတ်လား ပိုပြီးနုလာပေါ့အများနဲ့နုနေရပါ ဒီကတော့စိတ်ထဲမှာတိတ်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့စိတ်ကပျော်အောင်ထားတာပေါ့ဒီကတော့လူပဲအခက်ခဲရှိရှိကိုကကောင်းတဲ့ဘက်ကနေမြင်ပေးလိုက်တယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ဒီစိတ်ကျွေးစရာတိတ်မရှိတော့ဘူးပေါ့ဆိုတော့ဒီကတော့ဟိုစကားပုံလေးရှိရလေစိတ်ပြူကိုနုဆိုတော့အဲ့ဒီသဘောပါစိတ်ကိုပျော်အောင်ထားတာ အကူကဘတ်စုံတော်တယ်လေနော်ဆိုတော့အကူကအကရဲဆိုလဲသူကလိုက်တာပဲဆိုတော့ဟာတာအခုနဲ့ကားရိုက်နေတာအဲ့လို drama ဟို romance drama ဆိုတော့အဲ့ acting တွေကနေခွဲပြီးတော့မြင်နေရနေပြီးတော့ကန်ဝင်ကတူရဲ့ trailer ကျဲတော့ဟာတာ acting ချက်ချင်းဖြစ်သွားတာကိုခွဲသွားတာမြင်ရရပေါ့နော်ဆိုတော့အကလည်းကနိုင်တယ်အကုန်လုံးနိုင်တာဆိုတော့အဲ့ဒါကိုမြင်ရတော့အပန်းပြေစီမဲ့ကားလေးပေါ့နော်ဟုတ်နောက်ဆုံးကားတွေကိုစီရနေရတော့မဖြစ်နိုင်ဘူးထင်တယ်အဲ့ပါရမီမပါလာဘူး အရင်တော့တယောက်တည်းဆိုရင်တော့သွားလာနေတဲ့အချိန်မှာတော့ကိုယ်စိတ်ကြိတ်ဖို့ရပါအခုတော့ဟိုဘယ်လိုခေါ်မလဲဆိုအိမ်ထောင်လဲပြသွားပြီဆိုတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့နှစ်ယောက်တစ်ခါတွဲပြီးသွားရတော့လေတယောက်တစ်မျိုးဖြစ်နေရင်အဆင်မပြေဘူးဆိုတော့အဲတွဲပြီးတော့ skin care ကလည်းအဲ့လိုမျိုးပဲဟိုပါပေါ့ဟိုအိမ်မှာပုံမှန်ဆိုမလုပ်ဖြစ်ဘူးပေါ့အဲဆိုတော့ကိုအမျိုးသမီးရှိနေတော့အဲ့လိုမျိုးပို့ပြီးလုပ်ဖြစ်သွားတာပေါ့တတိပေးမဲ့ရှိ cosmetic ကြောင့်လည်းရိုက်နေရတယ် ဟုတ်ကဲ့ ကိုယ်လည်းဒါဒေသလေးလုပ်ပေးနေရတယ်တော့ပေါက်နေတယ် အော်ဟုတ်ကဲ့ တဲ့ဟိုလေးပေးရလေးကက်နေပါ လိတ်ကတော့မဟုတ်ပါဘူးကျွန်တော်အဲ့ဟိုပါပေါ့ moisture touch ဒီပါဝမှာတင်တဲ့ဟာလေးပေါ့အဲ့ဒါနည်းနည်းများသွားလို့ပြန်ပြီးများသွားလို့ short ပေးနေတာပါဟိုလိမ့်တာမဟုတ်ပါဘူးအရင်များနေတယ် အမအမြဲတမ်းလိုက်ပြီးတော့ဟိုဘေးကနေ support အမြဲလုပ်တယ်လေဆိုတော့ student ကမိုးလင်းမိုးချုပ်ကြလဲမငြီးမညူအမနေစရာနေရာမရှိလဲအဆင်ပြေသလိုပဲအမထိုင်ပြီးတော့စောင့်နေပြီးရဲဆိုတော့ဒါကြည့်ပြီးတော့အားကြရပါဘော တင်ပေးထားရလို့အဲ့လိုမျိုးတော့မဟုတ်ပါဘူးသူကိုယ်တိုင်ကလည်းနည်းနည်းလေးကိုဝါသနာပါတဲ့သဘောရှိပါတယ်ပြီးတော့အသိမစိမ့်ဘူးပေါ့အရင်တော့ကလည်းဒီ photo shoot တွေပါရိုက်ပြီးပါတယ်ဗျာဆိုတော့ရုပ်ရှင်တွေပါရောသူတွဲရိုက် အော်အဲ့လောက်ပြီးတော့ဟို character ကြီးတွေပါလေလုပ်ဖို့အထိတော့နေကြီးရွယ်ပါဘူးဗျာဟုတ် နောက်ပိုင်းမှာခုနကရိုက်နေပြုံးလာတယ်ရမ်းပြုံးရတယ်ရမ်းဟို ပြုံးပါလေ ကိုပြုံးလာလို့လေ ပိုပြုံးလာတော့ပြောစရာတွေပဲနည်းနည်းလေးတွေ့နေရလို့လည်းတူပါတယ်အနေနဲ့အကုန်လုံးပေါ့နော်ပြောရှင်းစရာဘာလို့ family life ဆိုတာတကယ်ပြောစရာကောင်းတယ်လေပြောစရာဆိုတော့ကိုကြည်နူးစရာကောင်းတာပေါ့ကြည်နူးမှုကတော့lesson number 1ဟုတ်ကဲ့ပါကျွန်တော်တို့ဒါစုလင်းတဲ့ခက်နေတို့ရဲ့ဘယ်လိုပုံလဲဆိုတော့ချင်းကြီးမြချင်းကားလေးပေါ့နော်ဒါပြိသက်တွေလည်းကုန်ခဲ့တဲ့တစ်နှစ်ကတည်ခဲ့တဲ့စုလင်းဆိုတဲ့နာမည်လေးကိုတီးကျွမ်းခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ကားလေးကိုယုံတည်နေဆိုတော့တက်ကိုဒီတော့ပေါ့နော် application ကနေပြီးတော့မှပြသနေပြီပေါ့အဲ့တော့ Canal Plus ကနေဝင်ရောက်ကြည့်ရှုအားပေးဖို့လည်းပြောချင်ပါတယ်